ပတ်တစ်ခုလုံးဆိုရွှင်ခဲ့ပြီအမေအနာရဲ့စမဲအနာနာမြတ်တာဘဝအကွယ်လုံးပခုံးပမတတ်ပါကြုံရကြရအလုံးရှာနေပူမိုးရွာမနာပါမိသားစုဆောင်ဝေးရှင်သူမျိုးတွေငါသားကြီးငါသမီးလေးတွေပညာတတ်ကြီးဖြစ်ငါလူမပင်မတော့ဘူးလေအမေဆုံးမလားနားရမကြနှလုံးသားကပြန်တွေးနိုင်တာနဲ့ပေးမလို့အမေအိတ်တဲ့အချိန်မြင်လိုက်ရချီဘဝတမိုက်တထွာအတမတွေထူအခါကွယ်တော့အမေဘလောက်များနာလိုက်မလဲလေရင်ကွမ်းမတခံစားရပြီလေနောင်မရတဲ့နောင်တမြည်ရည်တွေရေပတ်တစ်ခုလုံးဆိုရွှင်ခဲ့ပြီအမေအနာရဲ့စမဲအနန္တမြတ်တာဟောအကွယ်လုံးပခုံးပဲမတတ်ပါကြုံရကြရအလုံးရှာနေပူမိုးရွာမနာပါမိသားစုဆောင်ဝေးရှင်သူမျိုးတွေငါသားလေးငါသမီးလေးတွေပညာနဲ့ဒီဖြစ်ငါလုံးမပင်မတော့ဘူးလေအမေဆုံးမသလားငါလည်းမကြာနှလုံးသားကပြန်တွေးတိုင်းနာလေပင်မလို့အမေအိတ်တဲ့အချိန်မြင်လိုက်ရချေဘဝတမိုက်တထွာအတမတွေထူအခါကွယ်တော့အမေလောက်များနာလိုက်မလဲလေရေကွမ်းမတန်ခံစားရပြီလေနောင်မရတဲ့နောင်တမြည်ရည်တွေဆက်ပြမို့လို့ရှိခုခိုင်ကတော့မရသေးအမေနောင်မရတဲ့နောင်တမြည်ရည်တော့ကပင်လေဝေးအမေမရှိတော့မှအမေကျေးဇူးကိုတာပြီးမလွန်နဲ့လေနောင်မရတဲ့နောင်တမြည်ရည်တော့ကပင်လေဝေးအမေမရှိတော့မှအမေကျေးဇူးကိုတာပြီးမလွန်နဲ့လေတခါတလေမှဘေးရဖေရှာမတော်နဲ့ဆိုမတော်နဲ့မသိတော့လာလို့အမေတာရတွေအမေကအသွေးနဲ့အမောင်းခံပြီးအမေဆုံးမလာတွေဥပိ္ပခထားရကြတဲ့အမေမြတ်တာအမလူခင်နေတမင်းစိတ်ဆရာတော်ဖရာရဲ့တရားဆောင်မတွေအမျက်နှာကြားတဲ့မေမေရဲ့ဥပ္ပ ဆရာ
ဥစေကညာနာဤတရားဓမ္မတွေပွားများလို့သာလောကလူနဲ့ချမ်းသာဆုံးမကအမြဲတင်ကြရတယ်ဆရာတော်ဘုရားရဲ့ဂုဏ်